ကောက်ပတ်ရှင်ကောင်းပါလေမမလည်းနှစ်ဖူးရည်ဒူးရည်ဘလို့ကြည့်တာလေပြန်လဲဝေမျှပါနှစ်ဖူးရည်ဒူးရည်လွယ်လေးနော်ခြေမောက်ကိုကြည့်ရင်အဲ့ဒီမျိုးသားရဲ့ site သိတယ်ဒူးရည်ကိုကြည့်ဒူးကောင်းကိုကြည့်ဒူးကောင်းလေးကလုံးလုံးလေးနဲ့ပြောင်တင်းနေအဲ့ဒါလူပြိုလူကောင်းကခြုံပြီးတော့ခြိုက်နေလူအိုးဒါမှတခုတော့ရှိတယ်ဘာလို့ဆိုတော့မိမမရှိရင်တော့လူပြိုပဲသတ်မှတ်လိုက်နှစ်ဖူးကြီးကြည့်ရှင်လွယ်အဲ့လိုပြအဲ့နှစ်ခုံးဝေးနှစ်ခုကြာအဲ့လိုတွန့်ပြီးတော့အဲ့လိုအကြောင်းကြီးအရန်များလိုက်သူ့ရဲ့စွမ်းအားထုတ်သုံးမှုအကျဉ်းကြီးများလို့နှစ်ဖူးတွန့်သွားတာအဖိုးကြီးမပေါင်းတော့ငါပြောတယ်မှာအဖိုးကြီးကတော့ဇရာထောင်းလို့နှစ်ဖူးရတွန့်တာလေငါအဖိုးကြီးလာမဲ့ဆိုလို့ဒူးကြီးနှစ်ဖူးကြီးဒါပေမဲ့အများဆုံးမြင်နိုင်မှာတော့ခြေမနဲ့နှစ်ဖူးပဲဒူးကြီးကမြင်ဖို့ခက်တယ်အဲ့ဆိုယောက်ျားတွေကဘောင်းကြီးရှိဝတ်တာလို့အဆိုးတွေပါခြေစလုံးသားကြီးဝတ်မတွေ့ရဘူးအဲ့တော့ခြေမကိုကြည့်လိုက်ခြေမရဲ့အရွယ်စားပမာဏအဲ့ဒီအမျိုးသားရဲ့အရွယ်စားပမာဏနဲ့တပုံစံလေးပဲနှစ်ဖူးကတော့ဒီမှာအကြောင်းကြီးအရန်များလိုက်သူကအဲ့ဒီရဲ့နေရာမှာဆရာတဆူပဲဆရာတဆူကလုံးသက်အားကြီးအရန်ကြာနေတဲ့ဘဲပဲလူပြိုစစ်အကြောင်းပြောပြမယ်သိကျင်နားထောင်မသိကျင်ကြော်လိုက်လူပြိုစစ်တည်းရဲ့သဘောတဘာဝစိတ်နေစိတ်ထားမိမတွေကိုပြုလုပ်တတ်တဲ့အရာလေးတွေမှပြောပြမယ်လူပြိုစစ်ပြောတာနော်အိမ်အောင်တွေမပါဘူးအိမ်အောင်တွေအကြောင်းမပါဘူးလူပြိုစစ်ဆိုရင်အဲ့ဒီခံစားချက်အဲ့ဒီရတ္တာအဲ့ဒီမျက်နှာဖေးအဲ့ဒီလုံးရမျိုးပဲလုပ်တာအိမ်အောင်တွေကမလုပ်ဘူးလူပြိုစစ်တကယ်စစ်မှာနော်အင်းနေတော့မပြောဘူးအင်းနေဝင်လာရင်တော့ငါကောက်တယ်ငါသိရနော်ဘယ်သူကအစ်စ်လဲဘယ်သူကအတုလဲဆိုတာသိရလူယူစစ်ကလေမိမနဲ့အသားကိုထိနိုင်ဆိုတော့လေသူတို့ရဲ့အောက်ကဟာရထောင်းဆိုရင်ထောင်းတာအဲ့ဒါလူပြိုအိမ်အောင်တွေကြတော့တော်တော်နဲ့မထောင်းမိမနဲ့ခဏထိတွေ့လူရတော်တော်နဲ့မထောင်းဖုံထားတာဘယ်တော့မှမထောင်းလူပြိုတွေကလေထိတော့မထိရသေးနော်နည်းနည်းလေးအငွေ့အသက်လေးရတာအောက်ကထောင်းနေထောင်းလာတူနေတဲ့ခါဆိုပိုတော့ဆိုသေးတယ်သူတို့မှလေရှက်လက်ရှက်တိတာရှက်လက်ရှက်မေးလည်းမမေးရဲနဲ့လေအင်းအပြည့်အဝထည့်ပြီးတော့ဟိုစမ်းဒီစမ်းထိုးနောက်တော့မတွေ့တဲ့အဆုံးမှတူလေးကပ်မိတယ်သိလားလူပြိုအစစ်ဆိုသိရနော်မိမအနေနဲ့ပလူးနေတဲ့လူတွေဆိုမသိဘူးအိမ်နောက်တဲ့လေးဆိုပိုတော့ဆိုအဲ့ဒီမိကုံမေးမှလာဟုတ်တော့အဲ့ဒီမိကုံမျိုးမေးခရပြီဆိုရင်တော့ညီမလေးတို့ရေညီတို့လူပြိုစစ်ကိုရတယ်မှန်ဒါပေမဲ့လူပြိုစစ်လို့ပြောတာပါပဲသူတို့လည်းအိမ်မှာတော့လက်တွေပါသုံးမှာပေါ့ဘယ်လိုဖြစ်မိမတစ်ခါမှမထိတရသေးဘူးဆိုအဲ့လူပြိုပဲအဲ့ဒါပါလေဆိုတော့အမအပေါက်ပဲနားမှာလေလို့အဲ့ဒီမိကုံမေးပြီဆိုရင် right အဲ့ဒါလူပြိုအိမ်နောက်တဲ့တွေကတော့လေထမင်းလေးကိုလှိုင်းတာနဲ့swat အရန်ကျွမ်းအဲ့ဒါအိမ်အောင်တဲ့အိမ်အောင်တဲ့လို့လူရိုးလို့အမိခံပြီးတော့လည်းစွန့်ကျင်မှုကလည်းအဲ့လိုပဲဘော်ဒီကျိတ်ဖူတာကမှလက်တစ်ဖက်ထိုင်ထုတ်တဲ့စကေးအရာရှိသေးတယ်စကြွဲနေအများကြီးပဲကောက်ထဲမှာမေးလို့ဖြေလိုက်ပြီနော်အမပိုင်ခွန်းလို့ပါလူပြိုတွေပြောတာနော်လူပြိုမဟုတ်တဲ့လူတွေနာကြ